ဇလန်ကထိုင်းတီမွန်ခရိုနိုနဲ့ Express ဂါချန်တို့ဗိုကန်ကြားတွေကိုဖန်တီးပြီးတော့ဂရုံအင်ဂျင်3ခုကိုရယူဖို့တွစ်ဆုံဆွေးနေတဲ့မြင်ကွင်းနဲ့စတင်ပါတယ်။သူတို့လက်ဝက်စွာချက်စီနေတော့မှာပဲလက်ဝက်ဆန့်ကျဲတဲ့ပုံရိပ်တစ်ခုကသူတို့အပေါ်ကနေစောင့်ကြည့်နေပါတယ်။နောက်ပိုင်းမှာဗိုကန်7မှာပါပဲကျန်တဲ့ဗိုကန်ကြားတွေကိုကားတက်စ်တွေနဲ့တိုက်ခိုက်ဖို့ခေါ်ထုတ်သွားပါတယ်။တိုက်ပွဲပြီးမှသူတို့ကဂါချက်နဲ့ခရိုနိုကိုတွေးလိုက်ရပြီးတော့ခရိုနိုကဗိုကန်ကြားတွေကိုတခြားကဘာတစ်ခုစီကိုပို့ပေးလိုက်ပါတယ်။ IG ကအချင်းတွေကိုတီးတော့ပေမဲ့ကျန်တဲ့ဗိုကန်ကြားတွေကိုကဲတင်ဖို့မသွားနိုင်ခင်မှာပဲအာကာရက်လို့ခေါ်တဲ့လက်ဝက်ဆန့်ကျဲတဲ့ပုံရိပ်တစ်ခုကသူတို့ကိုလာတွေ့ပြီးတော့သူကိုယ်တိုင်က Ranger အားလုံးရဲ့တိုက်ခိုက်ရေးစိတ်ဓာတ်ကိုပုံဖော်ထားတာလို့ပြောပါတယ်ပြီးတော့စူပါဆန်နိုင်အဲ့ဒရက်ဘုတ်ကိုပေးလိုက်ပြီးတော့အဲ့ဒီစာအုပ်ထဲမှာစူပါဆန်နိုင်အဖွဲ့ဝင်နိုင်ရဲ့အချက်လက်တွေပါဝင်ပါတယ်သူ့စာအုပ်ကိုဖွင့်လိုက်တော့မန်ဟိုဆန်တိုင်းမက်ဂျီရိန်ဂျာကမက်ဂျီရဲလို့ဖြစ်တဲ့တက်စူပါဆာ OC ကိုတွေ့လိုက်ရပါတယ် IG ကတက်စူပါဆာရဲ့လက်ဝဲဝင်မှာစကားပြောဖို့စူးစမ်းပေမဲ့လည်းသူ့ပွဲကိုနောက်ဆက်မိလို့ပွဲကြီးစဉ်ပေးရနေနေထုတ်ခံလိုက်ရပါတယ်နောက်တစ်ယောက်ကတော့တက်ကူဆိုဆန်တိုင်းဒီကာရိန်ဂျာကဒီကာပရိတ်ဖြစ်တဲ့တိတ်ကန်အာယာပါသူကအေလီယန်စားတွေနဲ့လှည့်ဝက်ညှိနှိုင်းနေတော့အိုင်ဂျာကဝင်ရောက်နောက်ဆက်လိုက်ပါတယ်IG ကတက်စုရဲ့ဒီကာပရိတ်အဖြစ်ကိုတီချောင်းပြောဖို့စူးစမ်းပေမဲ့လည်းတက်စုကသူ့ကိုထိုးချိတ်ပြီးတော့အကာဝယ်ယူထားတာကိုမပြတ်အောင်သတင်းပေါက်ကနေလွှင့်ထုတ်လိုက်ပါတယ်တခြားတနေရာမှာဓာတ်ပေါက်ဆိုင်မှာခရိုနိုကဂါးချက်ကိုနိုင်တဲကုန်းကိုဗျာမျက်လန်ထားတဲ့အချိန်ကလေးရာတစ်ခုကိုပြလိုက်ပါတယ်။အဲ့ဒီကလေးရာကိုဂျီဒွန်အင်ဂျင်နဲ့ပေါင်းဆက်လိုက်ရင်အတိတ်ကစူပါဆန်နိုင်ရဲ့လူဆိုး3ယောက်ဖြစ်တဲ့3ဆိုစီးယားတွေကိုပြန်လည်ရှင်းတန်းစေနိုင်မှာဖြစ်ပြီးတော့သူတို့ရဲ့မှုတ်ဆွမ်းအားတွေကကဘာမြေကြီးကိုအကြီးမားဆုံးထိခိုက်စေခဲ့ပါတယ်။ခရိုနိုကနောက်ထပ်ကလေးရာတစ်ခုကိုမားထွက်အပြက်စီးတွေမှာတက်စင်မှာဖြစ်ပြီးတော့ဂါးချက်ကဒုတိယဆိုစီးယားကိုကြိုးဆိုဖို့ကြံနေခဲ့မှာပါ။ခရိုနိုကနောက်ဆုံးကလေးရာကိုတော့ကျေးလက်ဒေတာမှာတက်စင်မှာပါ။ခရိုနိုရဲ့အချိန်အကျဉ်းထောင်မှာဗိုကိုင်းကြားတွေကသူတို့ရဲ့နီးပညာတွေကိုအသုံးပြုလို့မရတော့ဘူးဆိုတာကိုသိလိုက်ရပြီးတော့မောင်ဆန်တိုင်းမာဂျီရိန်ဂျာကမာဂျီချိုင်းဖြစ်တဲ့ဟိုက်ကာယူနဲ့တွေ့ဆုံပါတယ်။ IG ကိုသူ့ရဲ့ဂိုးချင်းကြားကနေဒိုင်နို S ကဗာကူရူဆန်တိုင်းအာဖာရိန်ဂျာကအာဖာဘလက်ဖြစ်တဲ့အာဆူကာကသူ့သမီးကိုကြည့်ရှင်ရင်ဖုန်းခေါ်ပါတယ်။ကာဝက်ကသူ့ကိုဆက်သွယ်ခဲ့ကြောင်း IG ကိုပြောပေမဲ့ကဘာတကာရဲ့ဆွမ်းအားနည်းနေတာကြောင့်ကဘာမြေနဲ့ဆက်သွယ်မှုအားနည်းနေပါတယ်။သူ့ကိုဂိုးချင်းကြားကနေဆက်သွယ်ဖို့တော့ခက်ခဲခဲ့ပါတယ်။မိနစ်အနည်းငယ်ကြာမှ IG နဲ့အဆက်အသွယ်ပြတ်သွားပါတယ်။ခရိုနိုကသူ့ရဲ့အချိန်ကရိယာတွေကိုတက်ဆင်နေတော့ဟိုက်ကာရူကဗိုကန်ကြားတွေကိုခရိုနိုအကြောင်းပြောပြပြီးတော့ဗိုကန်ကြားတွေကစမိုကီနဲ့မိတ်ဆက်ပေးခံလိုက်ရပါတယ်။ဂီကိုပရီစီရက်လို့မားတင်ခဲ့ကြပါတယ် IG ကနေပူဆန်တိုင်းဟာရီကိန်းကြားကဟာရီကိန်းဘလူးဖြစ်တဲ့နာနာမီနာနိုကိုသူမရဲ့လေ့ကျင့်မှုမစခင်တွေးဖို့စူးစမ်းပေမဲ့လုံခြုံရေးနဲ့ပရိသတ်တွေကြောင့်တားဆီးခံလိုက်ရပါတယ်နာမီရဲ့အာယုံကိုဖန်ဆဖို့အတဲထန်စူးစမ်းရင် IG ကဟာရီကိန်းဘလူးလို့អော်လိုက်တဲ့အခါမှာနာနာမီကအံ့ဩတော့ပါတယ်ခရိုနိုကမာဟိုဆန်တိုင်းမှာယူရင်းကြကမီမိုင်းကိုအောင်မြင်စွာဆင့်ခေါ်နိုင်ခဲ့ပြီးတော့မီမိုင်းကခရိုနိုနဲ့တွေ့ဆုံပါတယ်စိတ်ပြက်လက်ပြက်နဲ့ IG ကစူပါဆန်တိုင်းအဲ့ဒရက်ဘုတ်ကိုလွှမ်းပစ်လိုက်ခဲ့ပြီးတော့မီမိုင်းနဲ့ခရိုနိုကိုတယောက်တည်းတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်IG အားနဲ့သွားပြီးရဲ့နောက်ဟာဒီကိန်းဘလူးအယ်ဗာဘလက်ဒီကာဘလိတ်နဲ့မာဂျီရဲတို့ကသူ့ကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့စူပါဆန်နိုင်စစ်တီအမျိုးမျိုးကတယောက်ကိုတယောက်အထက်ထက်ဟန်သားဖြစ်နေတာကြောင့်မီမိုင်းနဲ့ခရိုနိုတို့လွတ်မြောက်တော့ပါတယ်ချင်းချင်းထောင်ထဲမှာအာကာရှီကဇူဝမ်ကိုသူ့မှာရှိနေကြောင်းဖော်ပြပါတယ်ကူဂျူကိုစန်တိုင်းကာဝရင်းဂျာကတက်ဆက်စုကိုပြန်လဲရှင်တန်လာပြီးဂါချန်ကကြိုဆိုပါတယ်SGS မှာ IG ကခရိုနိုအကြောင်းအာကာရှီစီကသတင်းစကားရရှိပါတယ်။အဲ့ဒီနောက်စူပါဆန်နိုင်စစ်တီတွေကကျန်တဲ့ဗိုကန်ကြားတွေကိုကယ်တင်ဖို့နဲ့အာကာရက်ကိုတွေ့ဆုံဖို့အိုက်ဂျာကိုကူညီမယ်လို့ကတိပေးလိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲဗိုကန်ကြားတွေနဲ့ဟာကာရီကိုဖမ်းထားတဲ့အချိန်အကျဉ်းထောင်ကတဖြည်းဖြည်းပြောက်ကွယ်သွားပါတယ်။ခရိုနိုနဲ့တခြားလူဆိုးတွေကနောက်ဆုံးနာရီတဲကုံမှောက်နေတာကိုတွေ့လိုက်ရပြီးနောက်ဆုံးဆိုစီးရပျောက်ဆုံးနေပါတယ်။အဲ့ဒီအချိန်မှာပဲစူပါဆန်နိုင်စစ်တီတွေကသူတို့ကိုတိုက်ခိုက်ပါတယ်။ချင်းချင်းထောင်ပြိုဝဲစားပြူလာတဲ့အခါဆာကူကနိုင်ငံမှာအမြင့်ပုံစံဒီဇိုင်းတွေပါတဲ့နာရီဟာသူတို့လွတ်မြောက်ဖို့အဓိကတောချက်ဖြစ်ကြောင်းခွဲပြားစိတ်ပြပြီးကောက်ချက်ချပါတယ်။အဲ့ဒီနောက်ဗိုကန်ကြားနေတဲ့ဟာကာယူတို့ကမာဂျီလက်ဘလက်စတာရဲ့ Smoking Shiny Attack ကိုစူပန်နဲ့အတူနိုင်ငံကနာရီကိုအသုံးပြုပါတယ်။ဒါပေမဲ့ဒါဟာနာရီကိုဘာမှမထိခိုက်စေပေမဲ့တကယ်ကဘာမှာနောက်ထပ်အမြင့်ပုံစံနာရီတစ်ခုပေါ်လာစေပါတယ်။အာကာဝက်ကတခြားစစ်တီတွေကိုနာရီကိုဖျက်ဆီးဖို့အမိန့်ပေးပြီးသူကလူဆိုးတွေကိုဂယူးဆိုင်မယ်လို့ပြောပါတယ်။သူကမာဂျီရန်နဲ့ဂါရန်အဖြစ်အသွင်ပြောင်းပြီးတော့မီမိုင်းနဲ့တက်ဆူ2ယောက်စလုံးကိုကြောက်လန့်စေပါတယ်။ဘာကြောင့်လဲဆိုတော့မာဂျီရန်နဲ့ဂါရန်ကအဲ့ဒီလူဆိုး2ယောက်စီအတွက်အဆိုးဆုံးရန်သူတွေဖြစ်ခဲ့လို့ပါပဲ။ကာဝက်ကလူဆိုးတွေကိုတိုက်ခိုက်နေတော့ကျန်တဲ့သူတွေကဗိုကန်ချားတွေနဲ့မာဂျီရှိုင်းတို့ကိုတခြားကဘာနဲ့လွတ်မြောက်အောင်ကူညီနိုင်ခဲ့ပါတယ်။စူပါဆန်နိုင်စစ်တီတွေနဲ့လူဆိုးတွေကမျက်နှာချင်းဆိုင်တိုက်ခိုက်ကြပြီးတော့ဆန်နိုင်စစ်တီတွေကအသာစီးရနေပါတယ်။ဒီအချိန်နေဘူးဆန်တိုင်းဟာရီကိန်းရာကဖရာဘီဂျိုကလိုင်းလျှောက်ထွက်လာရင်ဝင်ရောက်နောက်ဆက်ပေမဲ့ဟာရီကိန်းဘလူးဖြစ်တဲ့နာနာမီနာနိုကသူ့မောက်အံအားတင်စေခဲ့ပါတယ်။ဒါပေမဲ့ဆိုစီယာ3ယောက်စလုံးရောက်ရှိလာတဲ့ခရိုနိုကသူတို့အားလုံးကို Star of the Tree Philosophia အဖြစ်ပေါင်းစည်းလိုက်ပါတယ်။ဒါဟာသူ့ရဲ့အစကတည်းကရွေးချက်ပါအဲ့ဒီ Star ရဲ့ဆွမ်းအားနဲ့ခရိုနိုကရွှေရောင်တန်ချက်ကအတင်းနဲ့အတူအလွန်ကြီးမားတဲ့အရွယ်အစားထိကြီးထွားတော့ပါတယ်။ဗိုကန်ကြားတွေက Ultimate Divergent နဲ့ Sire Blade တို့နဲ့တိုင်မြန်တိုက်ခိုက်ပေမဲ့ခရိုနိုကမိချာနှစ်ခုစလုံးအတွက်အလွန်အားကောင်းနေတာကြောင့်ရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးအားထုတ်မှုနေတဲ့ဗိုကန်ကြားတွေဟာဒိုင်ဘရိုကာကိုစိတ်ကောက်ပေမဲ့ခရိုနိုကဒိုင်ဘရိုကာကိုလည်းရှုံးလို့နေပါဖြစ်စေခဲ့ပါတယ်။အနေကိုတိရှိလိုက်တဲ့အာကာရက်ကလည်းပြန်လည်ရောက်ရှိလာခဲ့ပြီးတော့ကြန့်ရှိတဲ့စူပါဆန်နိုင်စစ်တီတွေပေးတဲ့စပရိတ်တွေကိုအသုံးပြုပြီးတော့ဒိုင်ဘရိုကာကိုစွမ်းအားညစ်တင်ပေးတဲ့ရင်အဖြစ်ပြောင်းလဲတော့ကဒိုင်ဘရိုကာဟာ Vanny Legend Form ကိုအသုံးပြုနိုင်ခဲ့ပါတယ်။
ဒါဘရောကအထူးတိုက်ခိုက်မှုဖြစ်တဲ့30စူပါဆန်နိုင်စောအတိတ်ကစူပါဆန်နိုင်စစ်တီတွေရဲ့စွမ်းရည်နဲ့တိစောက်ထားတဲ့စွမ်းရည်တိုက်ခိုက်မှုကိုပြောတာပါအဲ့ဒါနဲ့ခရိုနိုကိုအနိုင်ယူပြီးလွတ်မြောက်သွားတဲ့ဆိုစီယာတွေကိုနောက်ဘဝစီပြန်ပို့လိုက်ပါတယ်ခရိုနိုရှုံးနေသွားပြီးတော့ဂါကျန်ရထောက်ကမှသွားခဲ့ဗိုလ်ကန်ကြားတွေကိုချိန်ဆသွားပါတယ်သူတို့ရဲ့အောင်ဝဲခံပြီးတဲ့နောက်ဗိုလ်ကန်ကြားတွေနဲ့တခြားစူပါဆန်နိုင်စစ်တီတွေကအကြီးရဌာနချုပ်ကိုပြန်လာပြီးတော့တယောက်နဲ့တယောက်ခေါက်ခါသွားကြပါတယ်ဗိုလ်ကန်ကြားတွေကအနာယူချိန်ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Master Voice ကနောက်ထပ် Negative Syndicate တခုလှုပ်ရှားနေတဲ့အကြောင်းကိုဖုန်းခေါ်တန်ရရှိလိုက်လို့ပဲဖြစ်ပါတယ်။ရုပ်ရှင်ဟာအာကာရိတ်ကအာကာတာတွေကကဘာမြေကြီးကိုစောင့်ကြည့်ရင်နောက်တစ်ကြိမ်သူ့ကိုလိုအပ်တဲ့အချိန်အထိနက်ရှိုင်းနဲ့အိတ်ဆက်ချင်းတွေကိုရောက်သွားတဲ့မြင်ကွင်းနဲ့အတူပြီးဆုံးတော့ပါတယ်။ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Like, Subscribe နဲ့အဆင်ပြေတဲ့ Comment လေးတစ်ခုကိုမှန်ပေးသွားကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။